ဟီရိုရှီမာမြို့အနုမြူဘုံကျဲခံရတဲ့နေ့မြေပြင်အထက်1968ပေအမြင့်မှာဘုံပေါက်ကွဲခဲ့တယ်။ဘုံကျတဲ့နေရာ ground zero ပတ်ပတ်လဲပေ3000ကနေ9000ဝန်းကျင်အတွက်အပြင်းထန်ဘုံတန်တင်ခဲ့တယ်။ဘုံပေါက်ကွဲတဲ့အချိန်မှာတာမယ် radiation ကြောင့်မြေပြင်အပူချိန်ကအနည်းဆုံး3000 degree centigrade အထိဘုံတစ်နဲ့တက်သွားတယ်။ပေ4000လောက်အထိမြင့်တက်လာတဲ့မှုပွင့်ပုံမီခိုးတိမ်တိုက်ကြီးကိုမိုင်100လောက်ကနေလှမ်းမြင်နေခဲ့ရတယ်လို့ဆိုတယ်။မြို့ရဲ့3ပုံ2ပုံပျက်စီးဆုံးရှုံးခဲ့ရတယ်။လူဦးရေ3,430,000ဝန်းကျင်နဲ့ကအနည်းဆုံး9,000ကနေရာမှာတင်သေဆုံးခဲ့ရပြီး1945ခုနှစ်ကုန်ပိုင်းမှာသေဆုံးစီးရင်က3သိန်းကျော်အထိတက်လာခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာတကူကဂျပန်လူမျိုးတွေကအနုမြူဘုံကျဲခံရပြီးနိုင်ပိုင်းအတွင်းမှာကယ်ဆယ်ရေးနဲ့ပြန်လည်ထူမရေးကိုစလုပ်နေပါပြီ။မြို့ဆိုမြို့ဖျားအခြေဆိုင်စခန်းကနေဂျပန်တပ်မတော်အင်ဂျင်နီယာတွေနဲ့ marine တပ်တွေကမြို့လေကိုရောက်လာကြတယ်။အသက်ရှင်ကျဲရတဲ့ဟီရိုရှီမာမြို့တာဝန်ခံအရာရှိတွေအရက်သားတွေနဲ့ပူးပေါင်းပြီးတော့ပြန်လည်တည်ဆောက်ရေးတွေပြုပြင်ရေးတွေကိုစလုပ်ခဲ့တယ်။ဒါကြောင့်ပဲဘုံကျဲခံရပြီးနောက်နေ့ဩဂတ်စ်လ9ရက်နေ့မှာဘုံကျဲခံရတဲ့နေရာတွေနဲ့ဝေးတဲ့တချို့နေရာတွေမှာအထွေထွေသုံးဖို့အတွက်ပြည့်စုံပြီးပြန်ပေးနိုင်နေပါပြီ။ဘုံတန်ကြောင့်တယ်လီဖုန်းလိုင်းစနစ်ရဲ့80%ကပျက်စီးဆုံးရှုံးခဲ့ရပြီမဲ့လေဘုံကျဲခံရပြီး9ရက်မြောက်ဩဂတ်စ်လ15ရက်နေ့မှာတချို့မြို့အစိပ်ပိုင်းတွေမှာဖုန်းလိုင်းတွေပြန်ရနေပြီလို့သိရတယ်။အားရဖို့ကောင်းဆုံးကဟီရိုရှီမာလျှက်စစ်ရထားတွေပါပဲ။ဟီရိုရှီမာလျှက်စစ်ရထားတွေကိုတာဝန်ယူပြေးဆွဲနေတဲ့ဟီရိုရှီမာ Electric Railway Company ရဲ့ဝန်ထမ်း1241ယောက်မှာ185ယောက်ကပွဲချင်းပြီးသေဆုံးခဲ့ရပြီးတော့266ယောက်ကအပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။လျှက်စစ်ရထားတွေ123ခုမှာ108ခုကပြင်းပြအောင်ပျက်စီးခဲ့တယ်။ဒါပေမဲ့လည်းမနက်ပိုင်းဘုံကျက်ခံရတဲ့ဆိုရင်နေ့လယ်ပိုင်းရောက်တာနဲ့အသက်ရှင်ကျန်ရတဲ့လျှက်စစ်ရထားဝန်ထမ်းတွေကပြုပြင်ရေးတွေစလုပ်နေပါပြီ။ဩဂတ်စ်လ20ရက်နေ့မှာဆိုရင်ကျန်ရတဲ့ဝန်ထမ်းတွေက80%ကအချိန်ပြည့်အလုပ်ဝင်နေပြီလို့သိရပါတယ်။ရထားတန်လန်းတွေကလည်းအပြိုပြက်တွေကြားထဲမှာအများကြီးပျက်စီးသွားတယ်ဆိုပေမဲ့လည်းကျန်ရတဲ့ဝန်ထမ်းတွေနဲ့အရက်သားတွေစစ်သားတွေကဝိုင်းပြင်ခဲ့ပါတယ်။ရထားအတွက်လိုအပ်တဲ့လျှက်စစ်မျိုးကိုလည်းလက်ကျန်တဲ့အားခွဲစိတ်ယုံတွေကနေဆွဲယူခဲ့တယ်။ဒါကြောင့်ဘုံကျဲခံရပြီး3ရက်မြောက်ဩဂတ်စ်လ9ရက်နေ့မှာခိုအီနဲ့နီရှိတာမချမှာရက်စစ်ရထားပြန်ပြေးဆွဲနေခဲ့ပါပြီ။ရထားလက်မခါကိုလည်းမကောက်ခံခဲ့ပဲအလကားစီကွန်ပေးခဲ့ပါတယ်။အဲ့တော့လျှက်စစ်ရထားပေါ်မှာ driver နဲ့လက်မစစ်လုပ်ခဲ့တဲ့အမျိုးသမီးတွေရဲ့ပြန်ပြောပြချက်အရဆိုရင်ဘုံတန်ကြောင့်တေဆုံးခဲ့တဲ့ရုပ်အလောင်းတွေကြောင့်ဟီရိုရှီမာတစ်မျိုးလုံးကရင်ကောင်းတွေအလုံးရင်းနဲ့တဝူဖြစ်နေခဲ့ပါတယ်။ရထားတွဲတွေရဲ့မျက်နှာချက်မှာဆိုရင်လည်းရင်ကောင်းတွေနဲ့မဲသေးနေခဲ့တယ်လို့သိရတယ်။မိကျွန်းထားတဲ့အနေထားနဲ့အပြိုအပြက်ပျက်စီးပုံတွေကြားထဲကနေဖြတ်လာပြီးတော့ IOE တရနာမှာလှည့်ပတ်မောင်းနေတဲ့ရထားတွဲနံပါတ်653အပြိုပြိုအလဲလဲဖြစ်နေတဲ့လူလူအတွက်မျောလင့်ချက်ရောင်ကြီးဖြစ်ခဲ့တယ်ဆိုပြီးတော့အမှန်တကယ်မြင်တွေ့ခဲ့ရတဲ့သူတွေကပြန်ပြောပြထားတာရှိပါတယ်။1945ခုနှစ်ဘုံကျဲခံရပြီးနောက်ပိုင်းမှာပထမဆုံး80နောက်ဆက်ဆွဲခဲ့တဲ့ရထားတွဲနံပါတ်651 652 653 654ကိုအခုချိန်ကြီးမြင်တွေ့နိုင်ပါတယ်။651နဲ့652ကတော့အခါအားလျော်စွာပြေးဆွဲနေစေပါ။653ကတော့အနုမြူဘုံကျဲခံရတဲ့နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့နှစ်စဉ်ပြေးဆွဲလေးရှိပါတယ်။654ကိုတော့နူမာဂျီ Transportation Museum ရဲ့အပြင်မှာပြသထားပါတယ်။ဂျပန်မှာရှိနေတဲ့အမျိုးတွေလည်းဟီရိုရှီမာကိုရောက်လို့ဒီရထားတွဲတွေကိုတွေ့ရင်ဓာတ်ပုံရိုက်ပြီးပို့ပေးကြပါဦး။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ပိုင်းမှာလည်း fashion ပင်းသမျှတွေကိုပြန်လည်မျှဝေပေးပါမယ်ရှင်။